ဒီနေရာတွေကိုလုံးဝမသွားသင့်ဘူးဆိုပြီးပြပင်ထားပေမဲ့လည်းဆက်စုပ်ပြီးသွားခဲ့ပြီးတော့ဈေးဝယ်ချုံကန်ခဲ့ရသူများလူတွေစွန့်ပစ်ထားတဲ့အသားအစားကျွန်းစီသွားရောက်ခဲ့ကြတဲ့ဇုံတွေတဲ့နောက်လာစွန့်ပစ်ထားတဲ့အင်ကြီးတစ်လုံးနဲ့ဝင်သွားပြီးဘယ်တော့မှပြန်မထွက်လာနိုင်ခဲ့တဲ့ကောင်လေးတယောက်ရဲ့ဖြစ်ရလို့ထူးခြားဆန်းကျင်တဲ့ဖြစ်ရမယ်ဇလန်းတွေကိုလေ့လာဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးသွားမှာကတော့ပါရီမြို့မှာရှိတဲ့တင်းချိုင်းနိုင်ကူလေးကို1990ကဝင်ချသွားခဲ့တဲ့လူတယောက်ရဲ့ဖြစ်ရမှန်ကြောက်စရာဗီဒီယိုဖြစ်ပါတယ်။ပြည်내နိုင်ငံပါရီမြို့မှာရှိတဲ့တင်းချိုင်းနိုင်ကူကြီးဟာ1900ပြည့်နှစ်တွင်ကတည်ဆောက်ထားခဲ့တဲ့လူတွေအများကြီးကိုမြုပ်နှံထားတဲ့မြေအောက်တင်းချိုင်းဖြစ်ပါတယ်။ဒီတင်းချိုင်းနိုင်ကူကြီးကိုပါရီမြို့မှာလူတွေမြုပ်နှံဖို့နေရာကြီးကြီးမားမားလိုအပ်နေတဲ့1900ပြည့်နှစ်တွေကမြို့ရဲ့မြေအောက်လှိုင်ကောင်းတွေထဲမှာတည်ဆောက်ခဲ့တာပါ။အဲဒီနေရာမှာလူတွေအလောင်းပေါင်း6တန်းကျော်မြုပ်နှံထားပြီးအထဲဝင်ဖို့ဥပဒေအရတားမြစ်ထားပါတယ်။ဒါပေမဲ့နှစ်တွေအများကြီးကြာလာချိန်မှာမြို့ပြကလူစွန်သားတချို့ဟာအဲ့ဒီတင်းချိုင်းလှိုင်ကောင်းကြီးတဲ့ကိုဝင်ရောက်စူးစမ်းခဲ့ကြပါတယ်။ဒီလိုမျိုးဖြစ်ရတဲ့တကူ1990ကဖြစ်ပွားခဲ့ပြီးလူတယောက်ကအဲ့ဒီတင်းချိုင်းကြီးတဲ့ကိုအဖြူအမဲဗီဒီယိုကင်မရာတစ်လုံးနဲ့ဝင်သွားခဲ့ပါတယ်။ဗီဒီယိုစတင်မှတ်တမ်းတင်ချိန်မှာအဲ့လူကိုတင်းချိုင်းလှိုင်ကောင်းကြီးတစ်လျှောက်ရှောက်သွားနေတာကိုတွေ့ရပြီးအားလုံးပုံမှန်လိုပဲမြင်တွေ့ရပါတယ်။ဒီလူကလမ်းမှာတွေ့တဲ့အယိုးတချို့ကိုတော့မှကောက်ကြည့်လိုက်ပါသေးတယ်။ဒါပေမဲ့ဗီဒီယိုဆက်လက်မှတ်တမ်းတင်နေချိန်မှာတော့ဒီလူဟာပိုကြောက်စရာကောင်းလာနေနဲ့ကြုံလာရပါတယ်။သူဟာအပြေးတစ်ပိုင်းနဲ့လမ်းလျှောက်သွားခဲ့ပြီးတဲ့နောက်ကြောက်လာတာကြောင့်စာပြီးပြပါတော့တယ်။တင်းချိုင်းလှိုင်ကောင်းကြီးထဲမှာသူတယောက်တည်းရှိဝင်ပေါ်ပေမဲ့သူပြေးနေတဲ့ပုံစံကသူနောက်ကတခုခုဒါမှမဟုတ်တရားရောက်လိုက်လာလို့ထပ်ပြေးနေတယ်လို့ဖြစ်နေပါတယ်။နောက်ဆုံးမှာတော့သူ့လက်ထဲကကင်မရာလွတ်ကျသွားတော့အားလုံးမှောင်နေမဲဖြစ်သွားပြီးသူဟာအမောင်တဲကိုပြေးထွက်သွားရင်ဗီဒီယိုကအဆုံးသတ်သွားခဲ့ပါတယ်။ကင်မရာရင်းကဖလင်ကုန်သွားတာလားဘက်ထရီကုန်သွားတာလားမသိတဲ့အချိန်မှာဗီဒီယိုမှတ်တမ်းအဆုံးသတ်သွားပါတော့တယ်။နောက်10နှစ်အကြာ2000ခုနှစ်ကိုရောက်တော့နောက်ထပ်အဲ့တင်းချိုင်းလှိုင်ကောင်းနဲ့စွန့်စားဝင်ရောက်သူတယောက်အဲ့ဒီဗီဒီယိုမှတ်တမ်းကင်မရာကိုရှာတွေ့ခဲ့ပြီးပုံရိပ်တွေကိုအများကြီးရအောင်ဝေမျှပေးခဲ့ပါတယ်။ဒီဗီဒီယိုဖိုင်ဟာလုံးဝအစစ်မှန်လို့ပြောလို့ရပြီးဗီဒီယိုရိုက်ကူးသူဟာအများရှိမှလုံးဝထွက်ပေါ်မလာခဲ့တာကြောင့်သူဟာတင်းချိုင်းနိုင်ကောင်းကြီးထဲမှာပဲပျောက်ဆုံးသွားပြီးဘယ်တော့မှထွက်လို့မရတာဖြစ်နိုင်တယ်လို့လူအများကယုံကြည်ထားကြပါတယ်။နေ့တွေအများကြီးအကြမှာအဲ့တင်းချိုင်းနိုင်ကောင်းကြီးထဲမှာပျောက်ဆုံးသွားသူတွေရဲ့ရိုးစုတွေကိုတခြားလူစုံသားတွေကရှာတွေ့ခဲ့ကြပါတယ်။စောစောကဖော်ပြခဲ့တဲ့ဗီဒီယိုကိုမှတ်တမ်းတင်ခဲ့တဲ့သူဟာဘာကြောင့်ဘာကိုကြောက်ပြီးတော့ပြင်းနေရလဲဆိုတာဘယ်သူမှအတတ်မပြောနိုင်ပေမဲ့သူထပ်ပြေးနေတဲ့ပုံစံကဗီဒီယိုရဲ့အကြောင်းစရာအကောင်းဆုံးအပိုင်းဖြစ်ခဲ့ပါတယ်။ဒီတင်းချိုင်းနိုင်ကောင်းကြီးဟာတဲ6တယ်လို့လူတွေအများစုကပြောကြပေမဲ့တရေသစီတွေကိုမယုံဘူးဆိုရင်တော့စောစောကဗီဒီယိုမှတ်တမ်းတင်သူဟာသူတို့ကိုမြင်လို့အကြီးကျယ်ကြောက်သွားပြီးမှောင်မဲနေတဲ့ဝင်ကဘာတွေကိုဝင်ပြေးသွားခဲ့တာကိုတော့ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။သူကနောက်ထပ်ဘယ်တော့မှမတွေ့ရတော့ပါဘူး။နောက်ထပ်လူတွေမသွားကြဖို့တားမြစ်ထားပေမဲ့လူစွန်စားတချို့စွန့်စားသွားရောက်ခဲ့တဲ့နေရာတစ်ခုကတော့ပြည်내နိုင်ငံကလူသူမရှိတဲ့နူကူဟီဘာကျွန်းပဲဖြစ်ပါတယ်။ဒီကျွန်းစီကို2011ခုနှစ်ကစူးစမ်းလေ့လာသူစုံတွေသွားရောက်ခဲ့ကြပါတယ်။သူတို့မသိတာကဒီကျွန်းဟာအသားစားကျွန်းဖြစ်တယ်ဆိုတော့ပဲဂျာမန်နိုင်ငံစတီဖန်ရမ်မီနဲ့တိုင်ဂီဒေါ့ချ်အမည်ရတဲ့စုံတွေဟာအဲ့ဒီလူသူကင်းမဲ့နေတဲ့နူကူဟီဘာကျွန်းစီကိုလှည့်နေသွားရောက်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကျွန်းမကိုရောက်သွားချိန်မှာဟင်နရီဟိုင်တီလို့ခေါ်တဲ့ဒေသခံတယောက်နဲ့တွေ့တယ်လို့ဆိုပါတယ်။အဲ့ဒီဂျာမနီစုံထဲဟာအမားကြီးတစ်ခုလုံးမိခဲ့ပြီးဟင်နရီရဲ့ကိုယ်ပေါ်မှာထိုးထားတဲ့တက်တူရဲ့အသေးပဲကဘာလဲလို့သိကျင်တာကြောင့်သူ့ကိုစကားဆပြောခဲ့ကြပါတယ်။သူ့ကိုယ်ပေါ်မှာလူသားစားလူမျိုးစုစစ်တီတယောက်ရဲ့တက်တူကိုထိုးထားတာကိုဒီစုံတွေကသိခဲ့မယ်ဆိုရင်ဟင်နရီနဲ့စကားမပြောမိအောင်သူတို့ရှောင်ခဲ့ကြမှာပါ။အမေလိုက်ကြီးထွက်မယ်လိုက်ခဲ့လို့ဟင်နရီကစတီဗန်ကိုခေါ်သွားပြီးနောက်နိုင်ရင်နေငယ်ကြမှာတော့ဟင်နရီတယောက်တည်းပြန်ရောက်လာခဲ့ပါတယ်။စတီဗန်ဘာရဖြစ်သွားတာလဲလို့သူ့ကောင်မလေးတိုင်ကီကမေးကြည့်တဲ့အခါမှာဟင်နရီကတနက်လက်ဆဲထုတ်ပြီးပြစ်ဖို့ကြိုးစားပေမဲ့ကျေးဇူးတင်စရာကောင်းတာကတနက်မှာဘေးကင်းကလုတ်ဖွင့်ထားတော့မယ်ဖြစ်ပါတယ်။အဲ့နောက်ဟင်နရီကတိုင်ကီကိုကြိုးတုပ်ခဲ့ပါတယ်။ဒါပေမဲ့တိုင်ကီတယောက်ကျိုးတွေကိုပြန်ပြေလို့ရသွားတာကြောင့်ထပ်ပြေးပြီးရဲစခန်းမှာတိုင်ချက်ဖွင့်ခဲ့တာကြောင့်ရဲတပ်ဖွဲ့ကဟင်နရီကိုစာပြီးရှာဖွေခဲ့ပါတယ်။ဒေလီမီသတင်းဌာနရဲ့ဖော်ပြချက်အရဟင်နရီဟာ2014ခုနှစ်မှာစတီဖန်ကိုတပ်ပြီးချက်စားပြစ်ခဲ့တယ်လို့သိရပါတယ်။ဟင်နရီဟာသူ့လုပ်ခဲ့တာတွေအတွက်2028နှစ်ချမှတ်ခံခဲ့ရပါတယ်။လူရင်းစမစ်ထားခဲ့တဲ့အိမ်တွေကိုဘာကြောင့်မသွားသင့်လဲဆိုတာကိုတက်တည်ပြနေတဲ့နောက်ထပ်ကြောက်စရာဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးပါဦးမယ်။2019ခုနှစ်ဒီဇင်ဘာ20ရက်နေ့မှာအသက်14နှစ်အရွယ်ဟာလီဒေလီဟာအားရရဲ့မတိုင်ခင်နောက်ဆုံးကျောင်းတက်ရမယ့်နေ့အတွက်ကျောင်းတက်ဖို့ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမတိုင်ခင်ကသူဟာမိဘတွေနဲ့အကြီးကျယ်စကားများပြီးသူ့ရဲ့လက်ကင်ဖုံအသိမ်းခံခဲ့ရပါတယ်။အဲ့ဒီကျောင်းနောက်ဆုံးတက်ရမယ့်နေ့လယ်ပိုင်းမှာဟာလီတယောက်အိမ်ပြန်လာခဲ့တာကြောင့်သူမိဘတွေကကျောင်းကိုဖုန်းလန်းဆက်ပြီးကျောင်းကပြောတာကသူကျောင်းကိုရောက်လာခဲ့ပေမဲ့ကျောင်းဆင်းပြီးတဲ့နောက်သူဘယ်ကိုသွားလဲဆိုတာမသိဘူးလို့ဆိုပါတယ်။ဟာလီယာမိဘတွေနဲ့စကားများတဲ့အခါတိုင်းဒါမှမဟုတ်ပြဿနာကြီးတက်တဲ့အခါတိုင်းအိမ်ကထွက်ပြေးတက်တာကြောင့်အရင်ဆုံးတော့သူမိဘတွေကရမ်းကြီးမစိုးရင်ကြပါဘူး။ပုံမှန်ဆိုရင်ဟာလီယာထွက်ပြေးသွားပြီးနောက်တစ်ညမှာပြန်ရောက်လာတတ်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ဟာလီတယောက်ပြန်ပေါ်လာတာကြောင့်မိဘတွေကစိတ်ပူပြီးရဲတပ်ဖွဲ့ကိုတိုင်ကြားလိုက်ပါတယ်။ရဲတပ်ဖွဲ့ကလွန်ရအလုံးရင်းနဲ့လိုက်ရှာပေမဲ့ဟာလီရဲ့အိမ်ကောင်ကိုလုံးဝမတွေ့ခဲ့ပါဘူး။ဒါပေမဲ့တလားကြာမှာတော့ရဲတပ်ဖွဲ့ဟာဟာလီတို့နေတဲ့အိမ်နဲ့မျက်နှာချင်းဆိုင်လမ်းတစ်ဖက်ကလူမနေတဲ့အိမ်တစ်လုံးတွေကိုဝင်ရှာခဲ့ကြပါတယ်။အဲ့အိမ်နောက်မှာဟာလီရှောင်းသွားနေတာကိုစောင့်ကြည့်ကင်မရာထဲမှာတွေ့ရကြောင်းရဲတပ်ဖွဲ့ကအဲ့အိမ်ကိုဝင်ရှာတာဖြစ်ပါတယ်။
အိမ်တစ်ဝိုင်းမှာရှာဖွေနေတော့ဟာလီရဲ့အရေးအယောင်ကိုတော့မတွေ့ရခဲ့ရပေမဲ့အိမ်ပေါ်ထဲမှာရှိတဲ့အိမ်ခန်းထဲကတစ်ခုမှတော့ဟာလီရဲ့ဂျာကင်ကိုတွေ့ခဲ့ရပါတယ်။အဲဒီဂျာကင်ဟာလေဝင်ပေါင်းအောက်တဲ့နေရာမှာရှိနေတာကြောင့်ရဲတယောက်ကလက်လိုက်ပြီးစမ်းကြည့်ပါတယ်။အဲဒီရဲတစ်ခွက်ဝင်ဟာသူ့လက်ကိုအလင်းမြန်ပြန်ဆွဲခုတ်လိုက်ပြီးအထက်မှာတရားရောက်တွေ့တယ်လို့ပြောပါတယ်။ဟာလီရဲ့အလောင်းကိုအဲဒီအိမ်ရဲ့လေဝင်ပေါက်ထဲမှာရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့အဲဒီအပေါက်ကြီးကြီးလေးတွေကိုသူဘလို့ဝင်လို့ရသွားတာလဲ။ဖြစ်ဖို့ကဒီလိုပါ။ဟာလီကအဲဒီအိမ်တဲကိုခေါင်မို့မှာရှိတဲ့မိခိုးခေါင်းတိုင်ကနေတဆင့်ဝင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။မိခိုးခေါင်းတိုင်ဟာထိပ်ပိုင်းမှာကျင်းနေပေမဲ့အောက်ပိုင်းရောက်လေပိုကျင်းသွားလေပဲဆိုတာဟာလီတယောက်မသိခဲ့ပါဘူး။သူဆင်းသွားလေပိုကျင်းလာလေဖြစ်တာကြောင့်နောက်ဆုံးဟာလီကရှေ့ဆက်မရနောက်ဆုံးမြညနေချိန်မှာဂျာကင်ထူထူကိုချုပ်ပြီးလေဝင်ပေါက်ကနေပြစ်ချခဲ့တာဖြစ်ပါတယ်။ထွက်လို့မရဖြစ်နေချိန်မှာဟာလီဟာမိခိုးခေါင်းတိုင်ထဲမှာတက်ရှူပြက်ပြီးတေဆုံးသွားခဲ့တာဖြစ်ပါတယ်။ဒါကလူမနေသူမနေစွန့်ပစ်ထားတဲ့အိမ်နေတဲ့ဘာကြောင့်မဝင်သင့်ဘူးလဲဆိုတာကိုပြသထားတဲ့ဝမ်းနည်းစရာဖြစ်ရတဲ့ခုဖြစ်ပါတယ်။လူတွေလုံးဝမသွားတဲ့ကျွန်းကျွန်းအကြောင်းကိုလည်းဆက်လက်တင်ဆက်ပေးကြပါမယ်။မသွားရဘူးလို့သတ်မှတ်ထားတဲ့နေရာကိုမှဘယ်လိုပဲဖြစ်ဖြစ်ရောက်သွားဖို့ကြိုးစားသူတချို့ကတော့ကြီးကြီးမားမားပေးဆက်ကြရလိမ့်ရှိပါတယ်။ဘရာဇီးကန်ယိုတဲ့နဲ့63မိုင်အကွာမှာဒီကာမာရာဂရန်ဒီဆိုတဲ့ကျွန်းကိုမွေကျွန်းလို့လူသိများပါတယ်။ဒီကျွန်းဟာကမ္ဘာပေါ်ကမွေအပေါ်ဆုံးကျွန်းဖြစ်တာကြောင့်ဘယ်သူမှမသွားရဘူးလို့ဥပဒေအရတင်းတင်းကြပ်ကြပ်တားမြစ်ထားပြီးဘရာဇီးရေတပ်ကအချိန်ပြည့်စောင့်ကြည့်နေတဲ့နေရာဖြစ်ပါတယ်။ဒီကျွန်းပေါ်မှာကမ္ဘာအစိတ်အပြင်းဆုံးအနေအများဆုံးရွှေရောင်မွေပွေးတွေနေထိုင်ကျစားပြီးဒီမွေမျိုးတွေကိုဒီကျွန်းနေရာထဲမှာတွေ့ရတာဖြစ်ပါတယ်။ကမ္ဘာပေါ်ကတခြားဘယ်နေရာမှာမှဒီလိုမျိုးမွေတွေမရှိပါဘူး။ဒီရက်မှာတော့ဒီကျွန်းနားကလင်းနေဖြစ်သွားသူတယောက်ဟာကျွန်းပေါ်မှာငပြောသီးရဲ့အပြည့်နဲ့ငပြောပင်တွေကိုမြင်ရတာကြောင့်ခူးယူဖို့သွားလိုက်ပါတယ်။ဒါပေမဲ့သူငပြောသီးခူးနေချိန်မှာစူးကနေနာကျင်တဲ့ဝေဒနာကိုခံစားလိုက်ရတာကြောင့်သူ့ရဲ့ခါးပေါ်ပိုင်းနံရိုးနားကိုငုံကြည့်လိုက်တော့သွေးထွက်နေရကိုတွေ့ရပါတယ်။သူကနေထားခဲ့တဲ့နေရာကိုပြန်ရောက်ဖို့ကြိုးစားပြီးအကူအညီတောင်းဖို့ကြိုးစားခဲ့ပေမဲ့လေနားကိုရောက်ချိန်မှာပဲလဲကျပြီးတိတ်ဆုံးသွားခဲ့ပါတယ်။စကားကပြောခဲ့တဲ့မွေမျိုးအကိုက်ခံရရင်15မိနစ်အတွင်းဖြည့်ဆင်းမြရင်တေးတတ်ပါတယ်။အနည်းဆုံးဆေးရုံကမိုင်100ကျော်လောက်မှရှိတာကြောင့်မွေကိုက်ခံရလို့ရှိရင်အသက်ရှင်နိုင်ခြင်းက3ရာပဲရှိပါလိမ့်မယ်။ဒီကျွန်းနဲ့ဆက်ဆက်နေတဲ့နောက်ထပ်ဇလန်ဘုတ်ကတော့မိပြတိုင်းနဲ့မိပြတိုင်းအဆောက်အဦပါဝင်တဲ့ဇလန်ပဲဖြစ်ပါတယ်။ဒီကျွန်းပေါ်ကမိပြတိုင်းကိုစောင့်ရှောက်ဖို့လူတယောက်ကိုတာဝန်ပေးလိုက်ချိန်မှာသူကကျွန်းပေါ်ကိုသူ့မိသားစုကိုပါတူခေါ်လာခဲ့ပါတယ်။ရောက်လာပြီးပထမတစ်နှစ်လောက်မှာအားလုံးအဆင်ပြေခဲ့ပေမဲ့တစ်ချိန်မှာတော့မိပြတိုင်းကမီးလုံးဝမလင်းတော့ရယ်ဘေးနားကဖျက်သွားတဲ့သင်္ဘောတွေကသတိပြုမိခဲ့ပါတယ်။ဒါကြောင့်သင်္ဘောတာဝန်ခံအရာရှိတွေကဒီကိစ္စကိုကျွန်းမအကြီးစီသတင်းပို့ခဲ့ကြပါတယ်။အရာရှိတွေကအခြေအနေကိုစုံစမ်းစစ်ဆေးဖို့ကျွန်းပေါ်ကိုရောက်လာခဲ့ကြပါတယ်။အရာရှိတွေကျွန်းပေါ်ကိုရောက်သွားချိန်မှာတော့မိပြတိုင်းအဆောက်ရောသူ့မိသားစုဝင်တွေရောအားလုံးတေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။သူတို့ရဲ့အလောင်းတွေပေါ်မှာမွေးပေါက်ရာတွေအများကြီးတွေ့ခဲ့ရပါတယ်။တရက်အများကြီးချိန်မှာမိပြတဲ့အဆောက်ဟာဘရင်မောက်ကိုဖွင့်ထားမိခဲ့ပုံရပြီးဘရင်မောက်ကဝင်လာတဲ့မွေတွေကတွေးသမျှလူအားလုံးကိုပေါက်တက်လိုက်တာဖြစ်နိုင်တယ်လို့အရာရှိတွေကကောက်ချက်ချခဲ့ကြပါတယ်။ဒီရွှေရောင်မွေဝဲရဲ့အစိတ်ဟာလူတွေရဲ့ကိုယ်ရင်းအင်္ဂါတွေကိုအေးပြောသွားစေနိုင်ပြီးနာကျင်တဲ့ဝေဒနာကိုတေမတက်ခံစားရပြီးမှအသက်ထွက်သွားတတ်ပါတယ်။ဝမ်းနည်းစရာကောင်းတာကဒီကျွန်းပေါ်ကိုစောစောသွားရောက်သူတွေဟာဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ကြုံရကြပါတယ်။အခုဖော်ပြပေးသွားမယ့်ကြောက်စရာဖြစ်ရကတော့မြေပြင်ပေါ်မှာဖြစ်ခဲ့တာမဟုတ်ပဲ2003ခုနှစ်ကပင်လယ်ထဲမှာဖြစ်ပွားခဲ့တာပါ။ကက်ခရောလို့ခေါ်တဲ့ဂျာမန်လူမျိုးအင်ဂျင်နီယာတယောက်ဟာကွန်တိန်နာသင်္ဘောတစ်စီးနဲ့လိုက်ပါသွားခဲ့ပါတယ်။တရက်သင်္ဘောအင်ဂျင်အခန်းထဲမှာသင်္ဘောအဆင်းလေးဖြစ်နေစေဖို့သူစူးစမ်းနေချိန်မှာအမိုက်ကောက်တဲ့ကိရိယာလို့ခေါ်တဲ့အစိပ်ပိုင်းတစ်ခုအသေးချာလုံးလုံးအောင်လုပ်ပေးနေရပါတယ်။လေလက်ခံရေးကိရိယာလို့ခေါ်တဲ့ဒီကိရိယာကိုပေးရမှာဖြစ်ပြီးပေးမယ်ဆိုရင်ပေးရမယ့်နေရာတွေကတော်တော်လေးများပါတယ်။ဒါပေမဲ့ကက်ခရော့ကပေးရမယ့်နေရာတစ်ခုတည်းကိုပဲစစ်ဆေးကြည့်ခဲ့မိပါတယ်။သူကအလင်းစလုံးနဲ့အားလုံးပြီးပြီဆိုပြီးအင်ဂျင်ကိုဒီတိုင်းထားခဲ့ပေမဲ့နောက်ပိုင်းမှာသူစဉ်းစားမိတာကတစ်ခုတည်းပဲစစ်ဆေးကြည့်ခဲ့တယ်ဆိုတာကိုပါပဲ။တခုမှသွားရင်သူအပြစ်တင်ခံရမှာအကြောင်းပြန်စစ်ဆေးဖို့ကက်ခရော့တယောက်ထွက်သွားခဲ့ပါတယ်။ဒီနေရာတွေပိတ်ထားတာတေးကြရင်လားဆိုတာကိုသူကစစ်ဆေးရမှာဖြစ်ပြီးမစစ်ဆေးပဲထားခဲ့မိတဲ့နေရာတွေနဲ့ပတ်သက်လို့သူကတယောက်မှမသိခင်ဖြေရှင်းနိုင်မှုခုလိုပြန်သွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီလောက်ကိုသူတယောက်တည်းလုပ်ရတော့မှဖြစ်ပြီးအဲဒီအမိုက်ကောက်ကိရိယာတွေကိုမဝင်သင့်ပဲဝင်သွားခဲ့ပါတယ်။နောက်နိုင်နေငယ်တော့ကြာလို့တင်မောထွက်ခွာဖို့အချိန်ရောက်လာချိန်မှာကက်ခရော့ကိုတယောက်မှမတွေ့မိတော့ပါဘူး။သူ့ကိုတင်မောတစ်စီးလုံးလိုက်ရှာကြပေမဲ့ဘလို့မှရှာမတွေ့ခဲ့ပါဘူး။ဒါပေမဲ့အင်ဂျင်နီယာတယောက်ကအမိုက်ကောက်ကိရိယာရဲ့လေယာဉ်စနစ်နေရာတစ်ခုပွင့်နေတာကိုတွေ့ရခဲ့တာကြောင့်တင်မောအင်ဂျင်နီယာကျိုးကအဲ့နေရာကိုဖွင့်လိုက်ပါတယ်။ဒါပေမဲ့သူတို့တွေဟာကက်ခရော့ဝင်သွားတဲ့နေရာကိုဖွင့်မိခဲ့ပဲတခြားနေရာတစ်ခုကိုဖွင့်ခဲ့မိတာဖြစ်ပါတယ်။ကက်ခရော့ကိုရှာမတွေ့ခဲ့ပေမဲ့သူတို့မှရွေးချယ်စရာမရှိတာကြောင့်ဆက်ပြီးတော့ခီးဆက်ခဲ့ကြရလို့ဆိုပါတယ်။နောက်နေ့အကြောင်းအမိုက်ကောက်ကိရိယာကိုစစ်ဆေးဖို့အချိန်ကြာလာပြီးအင်ဂျင်နီယာတွေကဖွင့်ကြည့်ခဲ့ကြပါတယ်။သူတို့ဖွင့်ကြည့်ချိန်မှာတော့ကက်ခရော့ကိုကြောက်စရာကောင်းတဲ့ပုံစံနဲ့တင်နေတာကိုတွေ့ရပါတယ်။ဒီမှာအင်ဂျင်စာပြီးလေပန်းချိန်မှာအမိုက်ကောက်ကိရိယာရဲ့လေစနစ်ဟာပုံနေလာတာကြောင့်ကက်ခရော့ဟာအရှင်လက်လက်အကင်ခံနိုင်ရသလိုဖြစ်သွားခဲ့ပါတယ်။သူတို့ဟာကက်ခရော့ကိုမတော်တဆတတ်လိုက်မိပြီဆိုတာသင်္ဘောသားတွေကတွေးမိလိုက်ပါတယ်။